ရှင်သာရိပုတ္တရာတို့လွတ်ပြီးတော့နန်းတော်သွားခိုင်းတဲ့အခါကျတော့ဘုရင်ကြီးကအဲ့ဒီနေရာကိုသူချပေးတော့မှသူကငွေ2သိန်းယူထားတာငွေ2သိန်းယူထားတော့ရှင်သာရိပုတ္တရာတို့လာတာအတွေ့မခံဘူးနော်ဘာလဲလက်စားတာအတွေ့မခံဘူးဒါနဲ့မြတ်စွာဘုရားကိုယ်တိုင်ကြွသွားတဲ့အခါကျတော့ဘုရားကျတော့သူမတွေ့ပဲမနေရဲဘူးအဲ့တော့မြတ်စွာဘုရားကျတော့တွေ့တော့မြတ်စွာဘုရားကတက်ရဲ့ကြီးမပြောဘူးအနေရထိုင်ရခက်မှာဆိုလို့ဒီဘာသာတရားချင်းဘာသာရေးပုဂ္ဂိုလ်ချင်းကိုဂုံးတိုက်လို့ရှိရင်ရှင်းတော့ကယသိနှုတ်မတက်အောင်လုပ်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒီတိုင်းပြည်ဟာပျက်စီးသွားဘူးလေဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားတစ်ခက်လက်နဲ့ဟောလိုက်တယ်ဟောလိုက်တဲ့အခါကျတော့မှသူကသတိရပြီးတော့ခုနကသူချပေးတာကိုပြန်ရုပ်သိမ်းလိုက်တယ်တော့အကြောင်းရုပ်သိမ်းပြီးတော့သူကိုယ်တိုင်အဲ့ဒီနေရာကျောင်းဆောက်တယ်ရာဇကာရမလို့ခေါ်တယ်နော်မင်းကျောင်းဆိုပြီးတော့တတ်မှတ်တယ်ဇေတော်ကျောင်းသားမှာရာဇကာရမဆိုတဲ့ကျောင်းတစ်ကျောင်းဖြစ်လာတယ်အဲ့ဒီကျောင်းမှာဘိက္ခုနီမတွေနေကြတယ်နောက်ပိုင်းကျတော့အဲ့ဒါလို့ဘုရားလက်ထက်ကလည်းဒီလိုဖြစ်ဖြစ်မျိုးတွေကြုံခဲ့တယ်ပေါ့အဲ့တော့အခုသုံးတရီရဲ့အရေးကိစ္စမှာဗတ္တရီကောသလမင်းကြီးကမင်းတို့ဘယ်မှာတန်တရားရှိတုံးဆိုဇေတော်ကျောင်းတန်တရားရှိရှားဆိုတော့အလောင်းတွေ့ပြီပေါ့အလောင်းတွေ့ပြီဒါတတ်ပြီးတော့အလောင်းလျှောက်ထားတာပဲဆိုပြီးတော့မျိုးထဲမှာလိုက်ကျင်းကြတယ်အပုတ်ချကြတယ်အဲ့တော့ဘုရင်ကြီးကကောသလမင်းကြီးကသူ့မှာသူ့လေယိုထောက်လန်းရေးတွေအများကြီးရှိတယ်ဘုရင်ဆိုတာတော့ဒီတိုင်းပဲထောက်လန်းရေးတွေထားရအဲ့ဒီမှာတတ္တစတိလသုတ်ဆိုတာရှိတယ်သူ့ရဲ့တဏ္ဍာငါလုံးလှည့်လဲပြီးတော့ထောက်လန်းတဲ့ပုဂ္ဂိုလ်တွေကအသွင်တရံအမျိုးမျိုးနဲ့ထောက်လန်းကြတယ်တချို့ကယသိအောင်ဆောင်းတယ်တချို့ကအစိလကဘာသာတရားလုပ်တဲ့လူရောင်ဆောင်းတယ်တချို့ကပရပတ်ရောင်ဆောင်းတချို့ကတက်ကတော်ရောင်ဆောင်းအဲ့ဒီလိုဘာသာတရားအဝတ်အစုံတွေဝတ်ပြီးတော့တဏ္ဍာငါလုံးလှည့်လဲကာတိတိုင်းကောသလတိုင်းအနှံ့သူတို့ကလိုက်ပြီးတော့စုံစမ်းထောက်လန်းကြတယ်ရှင်းတော့လည်းရှိတယ်အဲ့ဒီလိုထောက်လန်းရေးတွေစုံစမ်းထောက်လန်းပြီးတော့တခါတော့ကအဲ့ဒီလူတွေဟာဇေတော်ကျောင်းသားကဖြတ်ပြီးတော့ထောက်လန်းရေးသတင်းတွေယူပြီးတော့ပြန်လာတဲ့အချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်နဲ့ဘုရင်ကြီးကအဲ့ဒီနားမှာရောက်နေတဲ့အချိန်သူ့ရဲ့ထောက်လန်းရေးကပြန်လာတဲ့လူတွေနဲ့သွားပဲပင်မှတွေ့တယ်တွေ့တဲ့အခါကျတော့သူကဟန်ဆောင်ပန်းဆောင်ဘုရင်ကြီးကဘာလုပ်တုံးဆိုတော့ရှ िख ိုးပြီးတော့ယဟန္တာတွေကြွလာပြီးယဟန္တာတွေကြွလာပြီးလုပ်သေးတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားကအေးလောကမှာအပေါ်ရောင်ဟန်ဆောင်မှုတွေအင်မတန်မှများတယ်ရွှေတုတ်ထားတဲ့မြေနှတောင်းလိုပဲအပေါ်ကကြည့်ရင်တော့ရွှေနှတောင်းလိုထင်ရတယ်အတွင်းကြည့်လိုက်လို့ရှိရင်တော့မြေနှတောင်းဖြစ်နေတယ်လောကမှာအပေါ်ယံကြည့်ပြီးတော့သူတော်ကောင်းလို့သတ်မှတ်လို့လည်းမရဘူးယဟန္တာလို့လည်းသတ်မှတ်လို့မရဘူးဗမာစကားလိုပဲအပေါ်ယံရွှေမုံကျဲအထက်ကနောက်ချေးခံဆိုတော့ဟန်ဆောင်ပန်းဆောင်တွေလောကမှာအများကြီးရှိတယ်လို့မြတ်စွာဘုရားကသိတယ်ဆိုတာတိုက်ရိုက်မပြောဘဲနဲ့ဒီလိုပြောလိုက်တဲ့အခါမှာမြတ်စွာဘုရားဘက်ကိုလှည့်ပြီးဘုရင်ကြီးကပြောတော့ဒီလူတွေဟာတဲ့ဘာသာရေးသမားတွေမဟုတ်ဘူးတဲ့သူ့ရဲ့ထောက်လန်းရေးတွေပါတဲ့ဆိုပြီးမကြခင်မဲ့သူတို့ရရှိလာတဲ့သတင်းတွေကိုသူ့ကိုတန်တော်ဥတင်ကြလိုက်မယ်အဲ့ဒီကြရင်သူ့ကိုသူတို့ကိုဆုတော်လက်တော်ပေးရမယ်လို့ဆိုတဲ့အကြောင်းလျှောက်တော့အဲ့ဒီတုတ်တန်နဲ့မှတ်တမ်းရှိနော်ကောသလမင်းကြီးကအဲ့ဒီလိုလုပ်လို့ရှိအခုလည်းပဲသုံးတရီတတ်တဲ့ကိစ္စနဲ့ပတ်သက်လာပြီးတော့ကောသလမင်းကြီးကထောက်လန်းခိုင်းတယ်သူ့မျိုးထဲမှာထောက်လန်းခိုင်းတယ်သုံးတရီတတ်တဲ့လူဘယ်သူလဲဆိုတာထောက်လန်းခိုင်းတဲ့အခါကျတော့အရက်ဝိုင်းတစ်ခုရောက်သွားတယ်နော်ထေရမှုတော့ကျွဲကုန်းပေါ်သွားတယ်ပေါ့အရက်ဝိုင်းရောက်သွားတဲ့အခါတကယ်တတ်တဲ့လူသားသမားတွေကအဲ့ဒီအရက်တောက်ရင်အရက်မူးတဲ့အခါကျအချင်းချင်းပြောကြတာသုံးတရီကိုမင်းတတ်တာဘိုးလူကငါတတ်လို့ရတဲ့ငွေနဲ့ငါအခုအရက်တောက်တယ်ပေါ့သူတို့ပြောမိပြောရတယ်စွတ်ပြောတော့လာပြီးတော့အရက်ဝိုင်းထဲမှာရောနှောပြီးတော့အရက်တောက်ရင်ထောက်လန်းတဲ့ဘရင်ရဲ့ထောက်လန်းရေးသမားတွေကကြားသွားတဲ့အခါကျအဲ့ဒီလူတွေဖမ်းလိုက်နော်ဖမ်းလိုက်ပြီးတဲ့အခါတေချာသူတို့ကိုစစ်ဆေးလိုက်တယ်မင်းတို့ဘယ်သူကခိုင်းတာတော့ခိုင်းတာဘယ်သူကခိုင်းတာတော့ဆိုခုနပြောတဲ့ဘာသာချင်းမတူတဲ့အញ្ញတိဋ္ဌိကခိုင်းနေတာခိုင်းနေဆိုတာသူကပေါ်လာတယ်အဖြစ်မှန်အဲ့ကြတော့တွေ့ရကြအဲ့ဒီကြတော့မှဘရင်ကြီးကအမိန့်ချတယ်အေးသုံးတရီအလောင်းကိုသူတို့ပဲထမ်းခိုင်းခုနကမြို့ထဲလိုက်អော်တဲ့ပုဂ္ဂိုလ်ကြီးသုံးတရီအလောင်းထမ်းရဟန်းဂေါရမတပိတာဝကတွေအကုန်လုံးအဆက်ရပြီးတော့အကျိုးမဲ့ဖြစ်စေဖို့ငါတို့လှုပ်ချန်တာပါတတ်တာလဲငါတို့တတ်တာပါသုံးတရီတတ်တဲ့တရားခံဟာငါတို့ပဲဖြစ်ပါတယ်လို့ဆိုတာမြို့ထဲကိုသူတို့ကိုယ်တိုင်ဟစ်အောင်ခိုင်းပြီးတော့နောက်ဆုံးမှလူတိုင်းမှုနဲ့တရားခံတွေဖမ်းပြီးတော့သူတို့ဟာနောက်ဆုံးကျိုးမိန်ကြကုန်ကြမကောင်းတာလို့တော့သူတို့ရဲ့အကုသိုလ်နဲ့သူတို့ပြန်ခံအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဘဝခရီးရှောင်လန်းတဲ့အချိန်မှာတက်တော်နော်အင်မတန်မှကြီးပွားတိုးတက်လာတဲ့ပထမဝါ20အတွင်းမှာအခုဘုရားပြည့်လို့မှ9နှစ်ပဲရှိသေးတယ်နော်အကြီးအကျယ်အခုလိုဆွဆွဲမှုတွေနဲ့ကြုံတွေ့ရတယ်ကြုံတွေ့တဲ့အခါမြတ်စွာဘုရားဘယ်လိုဖြေရှင်းတယ်လဲလို့ဆိုတာစဉ်းစားကြည့်ဆွဆွဲတာဆိုတာဖြေရှင်းလို့မရဘူးဆွဆွဲတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောတာရှိတယ်ပေါ့ဆွဆွဲတာဆိုလို့ရှိရင်မဟုတ်ရင်မဟုတ်ဘူးလို့ပဲပြောရုံပဲရှိတယ်တခြားဘာမှပြောလို့မရဘူးလူတွေကအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားဒီတိခံခြင်းခွင့်လွှတ်ခြင်းမေတ္တာမပြတ်ခြင်းဆိုတဲ့အိန္ဒိယမပြတ်နေထိုင်ခြင်းဖြစ်ဒီပြဿနာတစ်ခုဟာအချိန်တန်တော့သူကသူရှင်းသွားလိမ့်မယ်ဆိုတဲ့အနေအထားနဲ့ပဲစိတ်နှလုံးတုန်လုံးခြောက်ခြားမှုတွေရှိပဲနဲ့ကြံ့ကြံ့ခံပြီးတော့ဘဝခရီးကိုရင်ဆိုင်တာပဲဖြစ်တယ်ဟောဒါမြတ်စွာဘုရားကဒါကြောင့်မလို့တစ်ခါတည်းမိန့်ကြားလေးရှိတဲ့စကားတစ်ခုဟာငါဟာလူတွေကြားထဲမှာမွေးလာတဲ့လူသားတစ်ယောက်ပဲလူသားတစ်ယောက်ဖြစ်ပေမဲ့လို့ဒီတာမန်လူတွေရဲ့နဲ့ငါဟာပတ်သက်မှုဆက်ဆံမှုမရှိဘူးစိတ်ဓာတ်ရေးရဆက်ဆံမှုမရှိဘူးသို့တော့တရားဝါတွေရဲ့အကျိုးကိုတော့ငါပြုတယ်အဲ့ဒီမှာငါဘုရားဟာဘာနဲ့တူတုံးဆိုရင်ကြာပန်းနဲ့အလားတူတူကြာဟာရေထဲမှာပေါက်တယ်ရေထဲမှာပေါက်ပြီးတော့ရေကိုအလှတစားဆင်ပေးတာပဲရှိတယ်သို့တော့ရေနဲ့ကြာဟာလုံးထွေးထွေးမဖြစ်ဘူးရေတွေဟာကြာပေါ်မှာမတည်နိုင်ကြဘူးအဲ့ဒီကြာရဲ့တရံလိုပဲငါဘုရားဟာလောကသားတွေနဲ့ညှိကျွယ်ဆိုင်တာမျိုးမရှိဘူးတွေ့တာမှုလည်းမရှိဘူးမုန်းတိမှုလည်းမရှိဘူးကြာပန်းကြီးဟာရေမလူးတယ်လို့ပဲလောကထဲမှာနေပေမဲ့လို့
ငါရဲ့စိတ်ဓာတ်ကြာလို့ပဲတန်ရှင်းစင်ကြယ်လောကကိုအလှဆင်ပေးတာပဲရှိတယ်ကြာပန်းဟာရေပြင်ကိုအလှဆင်ပေးတော့လည်းပဲရေနဲ့ရောထွေးခြင်းမရှိဘူးဆိုတဲ့အဓိပ္ပာယ်မျိုးမြတ်စွာဘုရားဟောကြားခဲ့တာဖြစ်တယ်အေးဒါကြောင့်မလို့မြတ်စွာဘုရားရဲ့ဘဝမှာအကြီးအကျယ်ဆွဆွဲခြင်းခံရတဲ့ဒီနှစ်ခုတုံ့ပြန်မှုမှာမြတ်စွာဘုရားအမှန်တရားဘက်ကယက်တည်ပြီးတိခံခြင်းမေတ္တာထားခြင်းကရုဏာထားခြင်းဆိုတဲ့မွန်မြတ်တဲ့စိတ်ဓာတ်တွေနဲ့တုံ့ပြန်ဖြည့်ရှင်းခဲ့တယ်ဆိုတာကိုမှတ်သားနာယူကြရတာဖြစ်တယ်အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအောင်တို့လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့အကျိုးပန်းချက်ဆိုဒီမှာလောကဟာဒီလောကသားတွေဟာမြတ်စွာဘုရားအခုလိုကြိုးပမ်းအထောက်မှုပြုတော်လည်းပဲလောကသားအားလုံးကမြတ်စွာဘုရားကိုချီးညိုတာလေးစားတာမဟုတ်ဘူးဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်ဘယ်လိုပဲဆန့်ကျင်လောကရန်ကိုကြံ့ကြံ့ခံပြီးတော့လောကသားတွေအတွက်စိတ်မပြတ်ကိုယ်မပြတ်ဆက်လက်ဆောင်ရွက်သွားတယ်ဆိုတဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာယုံပြုပြီးတော့ချီးနူးတဲ့စိတ်နဲ့ဗုဒ္ဓနုတ္တိဘာဝနာတရားပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း